စိတ်ထဲမှာပေါ်လာတဲ့အာယုန်တွေကိုပြောတာနော်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကြောင်းကိုဘာအကြောင်းကိုတွေးတာလဲဘာအကြောင်းကိုပြောတာလဲဘာအကြောင်းကိုစဉ်းစားတာလဲယံနိမိတံအာဂမယံနိမိတံမနတိကရောတော်အကြောင်းအရာတစ်ခုကိုစိတ်ကူးပြီဆိုလို့ရှိရင်တဲ့ဘာတွေဖြစ်လာတတ်တုံးဆိုရင်ဥပ္ပစ္ဆန္တိပါပကအကုသလဝိတက်ကမကောင်းတဲ့အကုသိုလ်အတွေးတွေဟာရှင်တဲ့နှလုံးထဲမှာရောက်လာတတ်တယ်မကောင်းတဲ့အတွေးဆိုတာပါလေသန္တုပတန်ဟိတာပိလောဘနဲ့ပတ်သက်တဲ့အတွေးဒါလည်းအကောင်းမဟုတ်ဘူးမကောင်းဘူးဒေါတုပတန်ဟိတာပိဒေါသနဲ့ပတ်သက်တဲ့အတွေးဟာလည်းမကောင်းဘူးမောဟုပတန်ဟိတာပိမောဟနဲ့ပတ်သက်တဲ့အတွေးလည်းမကောင်းဘူးမောဟနဲ့ပတ်သက်တဲ့အတွေးဆိုတာဒီတမာရီစွမ်းအားတွေပြတ်တာတို့တန်တရားတွေနဲ့တွေးတာတို့ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတန်တရားတွေဖြစ်တာတို့အမှန်တရားနဲ့ပတ်သက်ပြီးတန်တရားတွေနဲ့တွေးတာတို့ငါနောက်ဘဝဖြစ်အောင်မလားနောက်ဘဝမဖြစ်တော့ဘူးလားဆိုတဲ့စတဲ့ဒီအတွေးတွေတန်တရားတွေနဲ့တွေးတာမဆုံးဖြတ်နိုင်တဲ့အတွေးတွေကဘောဥပါဒိတ်တရားလို့ခေါ်တာအမှန်တရားကိုမသိနိုင်တဲ့မောဟတွေလွှမ်းမိုးနေတဲ့အတွေးအဲ့တော့မြတ်စွာဘုရားကဆိုလိုတာအာယုန်တစ်ခုစိတ်ကူးကြံစီမိလိုက်တာနဲ့တပြိုင်နက်တဲ့ရှင်ထဲမှာမကောင်းတဲ့အတွေးတွေဖြစ်လာတတ်တယ်အဲ့ဒါတွေဟာလောဘနဲ့တွေးတာလည်းဖြစ်နိုင်တယ်ဒေါသနဲ့တွေးတာလည်းဖြစ်နိုင်တယ်လှုပ်တဲ့နာမလှုပ်တဲ့နာကိုမသိတဲ့တွေးဝေးနေတဲ့အတွေးနဲ့တွေးတာလည်းဖြစ်နိုင်တယ်အဲ့ဒီအတွေးတွေဟာမကောင်းတဲ့အတွေးတွေကြီးပဲအတွေးမှားတွေကြီးပဲလို့ဆိုလိုတယ်အဲ့ဒီအတွေးမှားတွေကိုဘယ်လိုဖြေဖြောင်းဘယ်လိုအစားထိုးမလဲဘယ်လိုဖယ်ရှားမလဲအဲ့ဒီနိလန်းကိုမြတ်စွာဘုရားကဟောတာတေနအဲ့ဒီလိုအတွေးမှားတွေရင်ထဲမှာရောက်လာပြီဆိုရင်တမ္မာနိမိတ်တာအညာနိမိတ်တာမနတိကာတဗံကုသလူပတန်ဟိတာတဲ့အပြစ်ကင်းတဲ့အတွေးတွေကိုပြောင်းပြီးတော့တွေးလိုက်ပါဒါလက်တွေ့ကျင့်သုံးတဲ့ဟာနော်အဲ့ဒီအတွေးမှားတွေတွေးနေလို့ရှိရင်အဲ့ဒီအတွေးမှားတွေအစားချက်ချင်းပဲအပြစ်ကင်းတဲ့အတွေးမျိုးပြောင်းပြီးတော့တွေးလိုက်ပါတဲ့အဲ့ဒီလိုပြောင်းတွေးလိုက်လို့ရှိရင်ယေပါပကဝိတက်ကမကောင်းတဲ့အတွေးတွေဟာလောဘနဲ့တွေးတာပဲဖြစ်ဖြစ်ဒေါသနဲ့တွေးတာပဲဖြစ်ဖြစ်မောဟနဲ့တွေးတာပဲဖြစ်ဖြစ်အဲ့ဒီအတွေးတွေဟာကွယ်ပြောက်သွားပါလိမ့်မယ်ဒါအတွေးမှကိုယ့်ရင်ထဲမှာအတွေးကိုအတွေးနဲ့ဖယ်ရှားပလိုက်တယ်မကောင်းတဲ့အတွေးကိုကောင်းတဲ့အတွေးနဲ့အစားထိုးဖယ်ရှားခြင်းလို့သူတို့ဆိုတာအဲ့လိုဖယ်ရှားပြီးလို့ရှိရင်အဲ့ဒီအာယုတစ်ခုကိုမှစိတ်ကလေးကတည်ငြိမ်သွားလိမ့်မယ်တဲ့တည်ငြိမ်သွားလိမ့်မယ်အဲ့ဒီလိုတည်ငြိမ်သွားခြင်းဟာကောင်းတဲ့မကောင်းတဲ့အတွေးတွေကိုကောင်းတဲ့အတွေးနဲ့ဖယ်ရှားနိုင်ခြင်းဟာမကောင်းတဲ့အပြောတွေမကောင်းတဲ့အပြုအမူတွေကိုဖယ်ရှားရရောက်သွားတယ်အစားထိုးဖယ်ရှားခြင်းလို့ဆိုရယ်ဒီနည်းကိုကျင့်သုံးရမှာလို့ဖြစ်တယ်မကောင်းတဲ့အတွေးတွေတွေးနေလို့ရှိရင်ကောင်းတဲ့အတွေးနဲ့စားထိုးဖယ်ရှားလိုက်ဥပမာမြတ်စွာဘုရားဥပမာပေးထားတယ်တစ်တုံးကိုခွဲတဲ့အခါမှာတတ်ရိုက်သွင်းတတ်ကြတယ်အဲ့ဒီတတ်ကိုနောက်ထပ်တတ်တစ်ချောင်းနဲ့ရိုက်ထုတ်ရတယ်
သွင်းထားတဲ့တတ်ကိုထုတ်ချင်နောက်ထပ်တတ်တစ်ချောင်းနဲ့ရုပ်ထွက်ပါတယ်အဲ့ဒါကြောင့်မို့လို့မကောင်းတဲ့အတွေးတွေကိုယ့်ရင်ထဲမှာရှိလေကောင်းတဲ့အတွေးနဲ့အစားထိုးဖယ်ရှားတာလို့သူတို့ဆိုလို့တယ်ပေါ့နော်အတွေးကိုအတွေးနဲ့ဖယ်ရှားခြင်းပဲ